ခင်အားလုံးပဲမင်္ဂလာပါ3D ဝါသနာရှင်မျိုးများအားလုံးမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်အဲ့တော့ကျွန်တော်အကူမတွေစောင့်မျှော်နေတဲ့အပတ်ကိုရောက်ရှိလာပါပြီအခု10ကြိမ်မြောက်ကကျွန်တော်တို့စောင့်စားနေတော့မျှော်လင့်နေတော့အပတ်ဖြစ်တယ်အဲ့တော့ဒီတစ်ချိန်မှာကျွန်တော်အကူမတွေဒါအခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်အဲ့တော့10နှစ်မှတစ်ချိန်သာ 3D ပေါင်းပြီးအခွင့်အရေးဖြစ်တယ်ပေါ့နော်အဲ့တော့ရှေ့အပတ်ဒီမှာကျွန်တော် live ထွင်ထားတဲ့အချိန်မှာပြောထားတာရှိတယ်စိတ်မပူနဲ့10ချိန်မှာ 3D ဝါသနာရှင်ဓာ 3D ပေါက်ကမယ်လို့ကျွန်တော်ဥစ္စာပထမပြောထားတာရှိတယ်အဲ့တော့ဒီတစ်ပတ်က10ချိန်မြောက်ကိုရောက်ပြီအဲ့တော့ဘယ်လိုကဏ္ဍမျိုးလေးတွေလဲဆိုတာကိုကျွန်တော်ကိုမတွေကို20တွက်ဆိုင်တဲ့တော့တွက်ပြပေးမယ်အဲ့တော့ရှေ့တစ်ပတ်က6ချိန်မြောက်မှာကျွန်တော်တို့လှိုးဝက်ကဏ္ဍနဲ့ကျွန်တော်တို့ရခဲ့တဲ့အကူမတွေနော်များစွာရှိခဲ့တယ်အဲ့ဒီထဲမှာမှကျွန်တော် like ကိုနောက်ကြမှမြင်လိုက်တဲ့သူတွေเนาะအဲ့တော့မရလိုက်လို့เนาะမရလိုက်လို့ comment တွေမှန်းကြတယ်အဲ့တော့ဒီတစ်ပတ်ကိုဒါနောက်ဆုံးခွင့်ရေးပဲဖြစ်တယ်နောက်ဆုံးအကြိမ်ဖြစ်တယ်အဲ့တော့ဒီခွင့်ရေးကိုအကောင်းဆုံးသုံးချเนาะ 3D ဝါသနာရှင်တိုင်းဒီတစ်ပတ် 3D ပေါက်ကိုပေါက်ကမယ်ဟုတ်ပြီเนาะ like ကိုဆုံးအောင်ကြည့်ပါနောက်တစ်ခုအတူပါတွေအထူးသတိပြုပါအဲ့တော့ကျွန်တော်ကင်တဲ့ဖုန်းနံပါတ်ကတစ်လုံးပဲရှိတယ်ဟုတ်ပြီနော်တစ်လုံးပဲရှိတယ်အခြားသောဖုန်းနံပါတ်တွေနဲ့ဆက်သွယ်လာတာပဲဖြစ်ဖြစ်ဆိုရင်တော့အဲ့ဒါကျွန်တော်မဟုတ်ဘူးအဲ့ဒါလူလိမ္မာဖြစ်တယ်နော်အဲ့တော့ဖုန်းနံပါတ်လေးတစ်ချက်မှတ်အဲ့တော့ဒီဖုန်းနံပါတ်တစ်လုံးထဲမှာတစ်လုံးလေးကိုပဲကျွန်တော်ကင်ဆောင်ခြင်းဖြစ်တယ်ပေါ့နော်ကဲတော့အခုကျွန်တော်တို့တွက်ပြမယ်အဲ့တော့တွက်မပြပေးခင်မှာကျွန်တော်တို့10ချိန်ရနေပြီးတော့အခုနောက်နှစ်ပေါ့နော်ဒီ24ချိန်24ချိန်ပေါ့နော်14ချိန်ကျန်တယ်အဲ့တော့14ချိန်အတွင်းမှာကျွန်တော်တို့မွေးကနန်းအရင်ပြမှာဖြစ်တယ်မွေးကနန်း10ခွက်ရှိတယ်လုံးဝဒဲထိုးရမယ်10ခွက်ကိုကျွန်တော်တို့ကအနည်းဆုံးတစ်ခွက်ထွက်တဲ့မူဆိုင်ကိုပြောမယ်ဒါက10နှစ်တာအတွင်းမှာပုံမှန်ထွက်နေတဲ့ကနန်းတန်ဖိုးများဖြစ်တယ်ဟုတ်ပြီနော်ဆွေးဆွေးအောင်ကျွန်တော်တို့က10ခွက်ရှိတယ်အဲ10ခွက်မှာဆိုရင်10ခွက်ဒီအဲ့ဒီ10ချိန်ရနေပြီးတော့ကျွန်တော်တို့24ချိန်အတွင်းမှာအနည်းဆုံးတစ်ခွက်ထွက်မယ်ဒဲထိုးရမယ်ဆိုတော့ဆွေးဆွေးအောင်ကနန်း10ခွက်ပဲရှိတယ်အဲ့10ခွက်ပဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်ကိုမတွေဘာပဲဖြစ်ဖြစ်ရှင်းပြမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ1986ခုနှစ်ပေါ့နော်1986ခုနှစ်ကဒီမှာ10ချိန်မှာထွက်ထားတဲ့ကဏ္ဍက834ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဖြစ်ခဲ့တဲ့17ချိန်ရနေပြီးတော့ပေါ့နော်ဒီ17ချိန်ရနေပြီးတော့24ချိန်အတွင်း17ချိန်ရနေပြီးတော့24ချိန်အတွင်းမှာကျွန်တော်တို့အဲ့ဒီကဏ္ဍတန်ဖို့ကထွက်ပေးရမယ်ဒါ10နှစ်တိုင်းပုံမှန်ထွက်တဲ့ကဏ္ဍပေါ့နော်စနေတိုင်းကဏ္ဍထွက်တဲ့ပုံစံမျိုးကိုကျွန်တော်ရှင်းပြမယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဗာကဏ္ဍတွေထွက်ခဲ့လေဆိုရင်864တဲ့ဒီမှာဆိုရင်486ထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆက်ကြည့်မယ်ဒီမှာ486ဒီမှာဗာကဏ္ဍထွက်ခဲ့လေဆိုတော့ဒီမှာ846လို့တော့ထွက်တယ်864လို့တော့ထွက်ထားတယ်ဒီမှာ486ဆိုတဲ့ကဏ္ဍပေါ့နော်ကျွန်တော်တို့နှစ်တန်ဖိုးရဲ့ကဏ္ဍထွက်ထားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်နှစ်တန်ဖိုးရဲ့ကဏ္ဍ486ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ18ချိန်မှာလာပြီးတော့ဒဲထွက်တယ်မွေးကနန်းเนาะဆက်ကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့က1996ဆိုတော့1986ဆိုတော့86ခုနှစ်က17ချိန်ကနေစပြီးတော့ကျွန်တော်ကြည့်ရအောင်အဲ့တော့ကျွန်တော်ထွက်ထားတဲ့ကနန်းကဘာကနန်းထွက်ခဲ့လဲဆိုတော့တစ်ချက်ကြည့်မယ်ဒီမှာကကျွန်တော်တို့ဘာကနန်းထွက်ခဲ့လဲဆိုတော့ကြည့်မယ်9.5အဲ့ဒီမှာတစ်ချက်ပြောစရာရှိတာကဒီတစ်ချိန်မှာတော့ကျွန်တော်တို့ကအာဘက်ကထွက်ထားတာတစ်ချိန်ရှိတယ်4ခုပေါ့နော်ကျွန်တော်ဟိုမှာရှိတာကခွန်6လေးပဲရှိတယ်အဲ့တော့6ခွန်လေးပဲရှိတယ်ဒီမှာထွက်ထားတာကခွန်6လေးထွက်ထားတယ်နောက်တစ်ခုကျွန်တော်တို့ကဒီမှာ9နှစ်ခွန်ထွက်ထားတယ်နောက်ဒီမှာ9နှစ်ခွန်ထွက်တယ်ပေါ့နော်ခွန်တန်ဖို့25ခွန်အဲ့ဒီပတ်မှာကျွန်တော်တို့ကဒဲမထွက်ဘဲနဲ့အာ2ကွက်တီးတီထွက်ခဲ့တယ်ပေါ့နော်အဲ့ဒီ1900နဲ့မှာ86ခုနှစ်မှာအဲ့တော့ကျွန်တော်1996ခုနှစ်ကကျွန်တော်တို့10နှစ်တာကိုကြည့်အောင်10နှစ်တာကိုကြည့်မယ်နော်10နှစ်တာကိုကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီ17ချိန်ကနေစပြီးကြည့်လိုက်တာဒီမှာထွက်ထားတဲ့ကဏ္ဍက3991တစ်တန်ဖို့ပေါ့နော်3991ထွက်တယ်ပြီးရင်ဒီမှာ3991ဆိုပြီးတော့3919ဆိုပြီးအာလည်းပြန်ထွက်ထားတာတွေ့ရတယ်အဲ့တော့ဒီမှာ3991ဒဲထွက်တယ်ဒီမှာ3919ဆိုပြီးတော့တစ်ခါထပ်ထွက်တယ်အဲ့ဒါနော်ဒီမှာကဲတော့ကျွန်တော်တို့ဆက်ကြည့်မယ်1996ပြီးတော့2006ခုနှစ်ကိုရောက်ပြီ2006ခုနှစ်မှာလည်းအဲ့ဒီကဏ္ဍ10ခွက်ကိုကျွန်တော်တို့ပြန်ထိုးမယ်
ဒီမှာဆိုရင်ကျွန်တော်ဘာကနန်းထွက်ခဲ့လဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဘာကနန်းထွက်ခဲ့လဲတစ်ချက်ကြည့်မယ်ဒီမှာ4 8 6ဆိုပြီးတော့နှစ်တန်ဘုကနန်းပေါ့နော်နှစ်တန်ဘုကနန်း4 8 6ဆိုပြီးလာထွက်တယ်ဟုတ်ပြီနော်4 8 6ဆိုလာထွက်တယ်ဆက်ကြည့်မယ်2000နဲ့မှာ16ခုနှစ်2016ခုနှစ်မှာကျွန်တော်ဘာကနန်းထွက်ခဲ့လဲဆိုတော့တစ်ချက်ကြည့်ရဒီမှာဆိုရင်ကျွန်တော်တို့ဘာကနန်းမှာဒီမှာ6ခွန်4တို့ပေါ့ထွက်တယ်ပေါ့နော်ဒီမှာ6ခွန်4ဒီမှာ684တို့ဒီမှာထွက်တယ်နော်ဒီမှာ486ဆိုရင်ကွာဒီမှာ486ဒီမှာ684ဆိုပြီးတော့အာထွက်တယ်ပြီးရင်တစ်ခါထပ်ပြီးတော့သူ့ရဲ့ဒေကနန်းဖြစ်တဲ့6 4ခွန်ဆိုတဲ့ကနန်းဒီမှာလာထွက်ထားတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကအခု2000နဲ့မှာ16ခုနှစ်ကိုရောက်ပြီအဲ့တော့ကြံချိန်မှာကျွန်တော်တို့ကဒေထိုးရမှာကနန်းစုပေါင်းမှာ10ခွဲပဲရှိတယ်တပတ်ကိုကျွန်တော်တို့က100ခုနဲ့မွေးမယ်ဆိုရင်တော့မှာစုပေါင်းကျွန်တော်တို့တပတ်မှာ1000ပဲကြာအဲ့တော့ကြံချိန်က17ချိန်ကနေပြီးတော့24ချိန်အတွင်းဆိုတော့စုပေါင်း73ချိန်လောက်ပဲကျွန်တော်တို့မွေးရအဲ့တော့1300ပေါက်ရင်တော့မှတော်တော်မြတ်တယ်ပေါ့နော်အဲ့တော့ဒီကနေ့10ပွဲပေါ့ကဲဟုတ်ပြီအဲ့တော့အဓိကကျွန်တော်ပြောချင်တာက10နှစ်မှာတစ်ချိန်သာ 3D ပေါက်ရမယ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ပေါက်မှာလဲတွက်ပြတော့မှာဖြစ်တယ်အဲ့ဒီကနေ့10ကနေ့တန်ဖိုးနဲ့ကျွန်တော်တွက်ပြတော့မှာဖြစ်တယ်အဲ့တော့10နှစ်မှာတစ်ချိန်သာ 3D ပေါက်မိအခွင့်အရေးပေါ့နော်အဲ့တော့1986ခုနှစ်မှာကျွန်တော်တို့ဒီ10ချိန်မြောက်ကနေ့ထဲကိုထွက်ပေးရသူကအားရမလို့ဒေပဲထွက်ပေးရအဲ့တော့သူကတစ်ချိန်နှစ်ချိန်သုံးချိန်မှာထွက်ထားတဲ့ကဏ္ဍနေ့ကိုပေါင်းကြည့်လိုက်ခွန်4ခွန်9 3ညခွန်3 5 5ပေါ့နော်ဒီမှာ4 5နှစ်ဆိုရင်1အဲ့တော့ဒီ3လုံးပေါင်းချင်း6ဆိုတဲ့ကဏ္ဍကိုရတယ်ဟုတ်ပြီနော်ပြီးရင်8 3 4ပေါင်းချင်းက9 9 4 6ပေါင်းချင်းက9 3ည5 3ပေါင်းချင်းက8အဲ့တော့ကျွန်တော်တို့ကနှစ်ဆိုတဲ့ဟာကိုရတယ်3လုံးပေါင်းချင်းပေါ့နော်ဒါဆိုရင်3 9 6က8ခွန်3ညခွန်က4ပြီးရင်6ခွန်8က1ဆိုတော့ပေါင်းချင်းက3ဖြစ်တယ်အဲ့တော့6နှစ်3ဆိုတဲ့ကဏ္ဍပေါ့နော်အဲ့တော့6နှစ်3ဆိုတဲ့ကဏ္ဍကိုကျွန်တော်ရထားပြီးဖြစ်တယ်ပြီးမှတွက်ပြမယ်နော်တစ်ခုချင်းစီတောင်းမှာဖြစ်တဲ့အတွက်အဲ့တော့1986ခုနှစ်ကိုကျွန်တော်တစ်ချက်ကြည့်1986ခုနှစ်မှာဒီ3လုံးပေါင်းချင်း1ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ညအဲ့တော့ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်တဲ့အတွက်4ကိုရပြီဒါဆိုရင်ကျွန်တော်တို့က6ခွန်3ပေါင်းချင်း9 9နှစ်8ပေါင်းချင်း9 1နှစ်4ပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်း9ဆိုတဲ့ကဏ္ဍကိုရပြီဒီမှာ9ပါနော်အဲ့တော့ကျွန်တော်ဆက်ကြည့်အောင်ကဒီမှာက163ဆိုတဲ့ကဏ္ဍ3လုံးပေါင်းချင်း3ည9ခွန်4ပေါင်းချင်းက6ခွန်6ပေါင်းချင်းကခွန်6ပေါင်းချင်းကကျွန်တော်တို့က9ဖြစ်တယ်အဲ့တော့ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့က1ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က4 5 1ဆိုတဲ့ကဏ္ဍ3လုံးရခြင်းဖြစ်တယ်1996ခုနှစ်ကိုကြည့်မယ်1996ခုနှစ်ကိုကြည့်မယ်ဆိုရင်1996ခုနှစ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီ3လုံးပေါင်းချင်း9ဒီ3လုံးပေါင်းချင်း6ဒီ3လုံးပေါင်းချင်းက4အဲ့တော့ဒီ3လုံးပေါင်းချင်းဒီ9ဆိုတဲ့ကဏ္ဍကိုရခြင်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့က8 9 5ပေါင်းချင်း8ဒီ3လုံးပေါင်းချင်း1ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းတော့ခွန်ဖြစ်တယ်ဟုတ်နော်8 1 8ပေါင်းချင်းခွန်ဖြစ်တယ်ဒါဆိုရင်ဒီ3လုံးပေါင်းချင်းဒီခွန်ဒီ3လုံးပေါင်းချင်းဒီ9ဒီ3လုံးပေါင်းချင်းဒီ9ခွန်9 5ပေါင်းချင်း3လုံးပေါင်းချင်းဒီ1ဖြစ်တယ်အဲ့တော့ကျွန်တော်တို့က1996ခုနှစ်မှာကျွန်တော်တို့9ခွန်1ဆိုတဲ့ကဏ္ဍရထားခြင်းဖြစ်တယ်အဲ့တော့2000နဲ့မှာ6ခုနှစ်ကိုကြည့်မယ်2006ခုနှစ်မှာကျတော့ကျွန်တော်တို့ကဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း9 8 8 9ပေါင်းချင်း9ပြီးရင်4ခွန်3ပေါင်းချင်း4 1ခွန်ခွန်ပေါင်းချင်း9 3 6 5ပေါင်းချင်း4 4 5 4ဆိုတဲ့ကဏ္ဍပေါင်းချင်းဒီ3ဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်9 6 4ပေါင်းချင်း9 9 5 4ပေါင်းချင်း4 3 3 4ပေါင်းချင်း1အဲ့တော့ဒီ3လုံးပေါင်းတော့3ညဖြစ်တယ်အဲ့တော့ကျွန်တော်တို့က9 3 3ညဆိုတဲ့ကဏ္ဍကိုကျွန်တော်ရတယ်ဟုတ်ပြီနော်အဲ့တော့ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က3ခု1ပေါင်းချင်း1ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်းက3အဲ့တော့1 8 3ပေါင်းတော့2ဖြစ်တယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ကနောက်တစ်ခုကဒီ3လုံးပေါင်းချင်း3ညဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း9ဖြစ်တဲ့အတွက်3ည8 9ပေါင်းချင်းခွန်ဖြစ်တယ်6 3ည9ပေါင်းချင်း9ဒီမှာ4 5 9ပေါင်းချင်း8 3ခွန်3ပေါင်းချင်းခွန်အဲ့တော့9 8ခွန်ပေါင်းချင်း3ညကြောင့်3ညဖြစ်တယ်အဲ့တော့ကျွန်တော်ရထားတဲ့ကဏ္ဍက2ခွန်3ညဒီမှာ2ခွန်3ညဟုတ်ပြီအဲ့တော့2000နဲ့မှာ26ခုနှစ်ကိုရောက်ပြီ2026ခုနှစ်မှာကျတော့ကျွန်တော်တို့ကပထမဆုံးချိန်ကျွန်တော်တို့ထွက်ထားတဲ့ကဏ္ဍပေါင်းချင်းက9ဖြစ်တယ်ဒီမှာက10ဖြစ်တယ်ဗောနော်10ဖြစ်တယ်ပြီးရင်26ကိုပေါင်းချင်းခွန်ဖြစ်တယ်9 6 3ပေါင်းချင်း4ဖြစ်တယ်
အဲ့တော့ကျွန်တော်တို့က8ခွန်4ဆိုတော့ပေါင်းခြင်းဒီ9ဖြစ်တယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်း2ဒီ3လုံးပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်း3ညဆိုတော့2 9 3ညပေါင်းခြင်းဒီ1ဖြစ်တယ်ဒါဆိုရင်ဒီ3လုံးပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်း4ဒီ3လုံးပေါင်းခြင်းက8အဲ့တော့9 4 8ပေါင်းခြင်းဒီ1ဖြစ်တယ်အဲ့တော့9 1 1ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဘက်မှာရေးထားတဲ့ကဏ္ဍလေးတွေကိုကျွန်တော်တို့ရပြီဖြစ်တယ်အဲ့တော့အခုကျွန်တော်တွက်ပြတော့မှာဖြစ်ပါတယ်ဒါက10နှစ်မှာတစ်ကြိမ်ရတယ်အခွင့်အရေးဖြစ်ပါတယ်အဲ့တော့တစ်ချက်ကြည့်ရအောင်ဒီရက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က6ကဲ10နှစ်တာကဏ္ဍရဲ့တန်ဖိုးကိုကျွန်တော်ကြည့်မယ်ဆိုရင်238เนาะ6ကဲကဏ္ဍတန်ဖိုးဒီ238ဖြစ်တဲ့အတွက်ကျွန်တော်တို့က238ကိုကျွန်တော်တို့ကထည့်လိုက်မှာဖြစ်တယ်ဟုတ်ပြီပြီးရင်2ကဏ္ဍတန်ဖိုး2ကဏ္ဍတန်ဖိုးဒီဆက်ဆော့ပြောတယ်486ကိုကျွန်တော်တို့ရထားတယ်အဲ့တော့ကျွန်တော်တို့က486ဆိုပြီးတော့ကျွန်တော်တို့ကထည့်လိုက်ဟုတ်ပြီနော်ပြီးရင်3တန်ဖိုး3တန်ဖိုးဒီ250ဖြစ်တဲ့အတွက်253ညဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ကဖြည့်လိုက်မှာဖြစ်တယ်253ညဆိုတဲ့ကဏ္ဍကိုဖြည့်လိုက်မှာဖြစ်တယ်အဲ့တော့ဖြည့်ပြီးပြီဆိုရင်ကျွန်တော်တို့ကကဏ္ဍလေးတွေကိုကျွန်တော်တို့ကနော်ကျွန်တော်တို့ကထိပ်စီးနေရအလေတိုင်းနေရနောက်ဘက်နေရကိုကျွန်တော်တို့ပေါင်းကြည့်မှာဖြစ်တယ်အဲ့တော့တစ်ချက်တော့လိုက်ကြည့်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ3လုံးပေါင်းကြည့်မယ်2 4 2ထိပ်စီးနေရမှာရှိသောကဏ္ဍ3လုံးကိုပေါင်းလိုက်ပါ2 4 2ပေါင်းခြင်းဒီ8ဖြစ်တယ်8ထိပ်ဒါဆိုရင်3 8 5ပေါင်းခြင်းဒီအလေတိုင်း3လုံးပေါင်းလို့အလေတိုင်းဖြစ်တယ်ဆိုရင်နောက်ဘက်3လုံးပေါင်းရင်4ဖြစ်လို့4ဖြစ်တယ်ဟုတ်နော်8ထိပ်ဒီ3လေတိုင်း4နောက်ဘက်နဲ့ကျွန်တော်10ချိန်မှာကျွန်တော်ထွက်ကမယ်ကဏ္ဍကဒီမှာ834ဆိုတဲ့ကဏ္ဍထွက်လာခြင်းဖြစ်တယ်ဒီမှာ834ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်ကြည့်ရအောင်က1986ခုနှစ်ကိုကြည့်မယ်အဲ့တော့1986ခုနှစ်မှာကျွန်တော်တို့က4တန်ဖိုးက9ခွန်3ညာဖြစ်တယ်အဲ့တော့ကျွန်တော်တို့9ခွန်3ညာကိုကျွန်တော်တို့ဖြည့်လိုက်မှာဖြစ်တယ်9ခွန်3ညာကိုကျွန်တော်တို့ကဖြည့်လိုက်ပြီးပြီးရင်ကျွန်တော်တို့က9တန်ဖိုးဒီ418ဖြစ်တဲ့အတွက်ကျွန်တော်တို့က418ကိုကျွန်တော်တို့ကဖြည့်လိုက်မှာဖြစ်တယ်418ပြီးနောက်တစ်ခုကကျွန်တော်တို့က1တန်ဖိုး3ညာ1တန်ဖိုးဆော့ဆော့တော့မရှိเนาะဒီမှာ3ညာ91ဖြစ်တယ်3ညာ91ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပေါင်းချလိုက်ပေါင်းချမယ်ဆိုရင်ထိပ်စီး3လုံးပေါင်းခြင်းဒီ3ဖြစ်တယ်ထိပ်စီး3လုံးပေါင်းခြင်း3ဖြစ်တယ်လဲတိုင်း3လုံးပေါင်းခြင်းဒီခွန်ဖြစ်တယ်ပြီးနောက်ဘိတ်3လုံးပေါင်းခြင်းဒီ9ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ထိပ်စီးအလဲတိုင်းနောက်ဘိတ်3ခွန်9ဒီ1986ခုနှစ်ရဲ့10ကြိမ်မှာကျွန်တော်ထိုးရမှာဖြစ်တယ်တဲ့3ခွန်9ဟုတ်ပြီနော်ဒီကဏ္ဍတန်ဖိုးနဲ့ပဲကျွန်တော်တက်သွားတာပေါ့နော်10နှစ်တာကဏ္ဍတန်ဖိုးမွေးကဏ္ဍပေါ့နောက်တစ်ခုက1996ခုနှစ်ကိုရောက်ပြီ1996ခုနှစ်မှာကျွန်တော်တို့က9တန်ဖိုးကဒီမှာပါပြီးသားဖြစ်တဲ့9တန်ဖိုးကျွန်တော်ဒီမှာရေးလိုက်9တန်ဖိုးကခဏလေး9တန်ဖိုးကကျွန်တော်တို့က9တန်ဖိုးဒီ418ဖြစ်တဲ့အတွက်ကျွန်တော်တို့က418ကိုကျွန်တော်တို့ကဖြည့်လိုက်မှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့ကခွန်တန်ဖိုးတော့ကျွန်တော်ရှေ့မှာမရှိတာဖြစ်တဲ့အတွက်ဒီမှာကြည့်ရမယ်25ခွန်ဖြစ်တယ်25ခွန်ကျွန်တော်ဖြည့်မယ်25ခွန်ဟုတ်လား share လို့ရရင်တစ်ချက်လောက် share ပေးပါဒီတစ်ဘက်က 3D ဝါသနာရှင်တိုင်း 3D မဖြစ်မနေပေါက်ကမယ်ပေါက်ချင်တဲ့သူတိုင်း live ကိုဆုံးအောင်ကြည့်နော်ဒီတစ်ဘက်ဒါနောက်ဆုံးခွင့်ရေးပါဒီခွင့်ရေးကိုဒါအရာမိမစုပ်ကင်နိုင်ဘူးဆိုတာအကိုတို့မတို့ရဲ့ထိုင်းနေအကိုတို့မတို့ကန်အဲ့တော့ကိုယ့်အိမ်ကိုငွေလို့လာပြီးတော့ဟိုမှာကိုတိုင်းမယူနိုင်ဘူးဆိုရင်တော့ဒါကိုယ့်ရဲ့မိုင်းမဲမှုပဲဖြစ်တယ်ပေါ့နော် 3D ပေါက်ရှင်နဲ့ on နေလို့မရဘူးပေါက်ရှင်ထိုးမှာပေါက်ဟုတ်ပြီနော်အဲ့တော့ဒီတစ်ပတ်ကျွန်တော် live ကိုကြည့်တဲ့သူတိုင်းပေါက်ကမယ်ရှေ့တစ်ပတ်ကကျွန်တော် live ကိုမကြည့်မိတဲ့သူတွေနောင်တရပြီးတော့ comment တွေလာမှန်ဒီတစ်ပတ်ထပ်ပြီးခွင့်ရေးထက်ရမယ်အဲ့ခွင့်ရေးတစ်ခုတော့အရာမီစုပ်ကြိုင်ပါဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုကျွန်တော်တို့က1တန်ဖိုးကဆက်ဆော့ဒီမှာပါပြီးသားဖြစ်တဲ့အတွက်3991ကိုကျွန်တော်ဖြည့်မှာဖြစ်တယ်3991ဟုတ်ပြီနော်အဲ့3991ထည့်ပြီးသွားပြီဆိုရင်ထိပ်စီးနေရထိပ်စီးနောက်ဘက်နေရနောက်ဘက်ကိုကျွန်တော်ပေါင်းမယ်ဟုတ်ပြီနော်ရှေ့3လုံးပေါင်းခြင်းဒီ6ဖြစ်တယ်အလဲ3လုံးပေါင်းခြင်းဒီ9ဖြစ်တယ်နောက်ဘက်3လုံးပေါင်းခြင်းဒီကျွန်တော်တို့က6ဖြစ်တာဖြစ်တဲ့အတွက်656ဖြစ်တယ်နော်1996ခုနှစ်မှာဗာကနန်းထွက်ခဲ့လဲ10ကြိမ်မှာ656ဆိုတဲ့ကနန်းတဲထွက်တယ်ဟုတ်တယ်နော်656တော့နောက်တစ်ခုဆက်ကြည့်မယ်2000နဲ့မှာ6ခုကိုရောက်ပြီ2006ခုနှစ်မှာဆိုရင်ကျွန်တော်တို့က933ည
933ညာဆိုတော့ကျွန်တော်တို့က9တန်ဖိုးရှိတယ်3တန်ဖိုးရှိပြီးသားဖြစ်တဲ့အတွက်ဖြည့်မယ်အဲ့တော့9တန်ဖိုးက4တိ8 4တိ8 3တန်ဖိုးက250 253ညပြီးရင်3ညတန်ဖိုး3ညတန်ဖိုးကကျွန်တော်ဒီမှာအရှိမမရှိခဲ့တာဖြစ်တဲ့အတွက်3ညတန်ဖိုးဒီမှာကြည့်မယ်292ဖြစ်တယ်292ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ပေါင်းရမှာဖြစ်တယ်ရှေ့3လုံးပေါင်းခြင်းဟာ8ဖြစ်တယ်နောက်3လုံးပေါင်းခြင်းဟာ9ဖြစ်တယ်ဟုတ်ပြီနော်နောက်3လုံးပေါင်းခြင်းဟာ3ညဖြစ်တယ်အဲ့တော့853ည2006ခုနှစ်က10ကျင်းပါ853ညဟုတ်ပြီနော်အဲ့တော့2016ခုနှစ်2016ခုနှစ်မှာ2.3ညဆိုတဲ့ကဏ္ဍရဲ့တန်ဖိုးဖြည့်ရမှာပေါ့နော်အဲ့တော့နှစ်တန်ဖိုးရှိလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်နှစ်တန်ဖိုးဒီ486ရှိပြီးသားဖြစ်တယ်ရှေ့မှာပေါ့နော်486ခွန်တန်ဖိုးရှိလားရှိတယ်25ခွန်25ခွန်ပြီးရင်3ညတန်ဖိုးရှိလားဆိုတော့292ရှိပြီးသားဖြစ်တဲ့အတွက်292အဲ့တော့ကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်းဒီရှေ့3လုံးပေါင်းရင်ကျွန်တော်တို့8ဖြစ်တယ်ဟုတ်ပြီနော်နောက်3လုံးပေါင်းခြင်းဒီ2ဖြစ်တယ်ဟုတ်နော်2ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ကဒီနောက်3လုံးပေါင်းခြင်းဒီကျွန်တော်တို့ဘာဖြစ်လဲ5ဖြစ်တယ်နော်8နဲ့5နော်အဲ့တော့2016ခုနှစ်က10ကျင်းမှာ8နဲ့5ဆိုတဲ့ကဏ္ဍထွက်ခဲ့ဒါအခုကျွန်တော်တက်ပြပေးခဲ့တဲ့မူတွေက10နှစ်မှာတစ်ချိန်ပဲရမယ်10စုနှစ်တစ်ခုကြာမှ10ကျင်းမြောက်ကိုပြန်ဆောင်ပြီးတော့ထိုးရတဲ့မူဖြစ်တာဖြစ်တဲ့အတွက်ဒီနှစ်ကဒီအပတ်ကကျွန်တော်အကူမကြီး3D ဝါသနာရှင်တိုင်း3D မပေါက်ဘူးလို့ပေါက်ဘူးကျင်သူတိုင်းကဒီတစ်ပတ်မှာအားလုံးအမျိုးတွေပြုံးပျော်ရွှင်စေရမယ် 3D ပေါက်ပြီးတော့အလူကြီးတွေပြုနိုင်ရမယ်ဟုတ်ပြီနော်ကဲတော့ရှေ့တစ်ပတ်ကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီဒါကတော့ကျွန်တော်ရဲ့10နှစ်မှာတစ်ချိန်ပြီးတဲ့ကဏ္ဍဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့ကဖြည့်ရမယ်ကဏ္ဍတန်ဖိုးတွေကဘာတွေလဲတဲ့အဲ့တော့ဘာတွေလဲဆိုရင်ကျွန်တော်ဆက်ကြည့်မယ်တစ်တန်ဖိုးကတော့ရှိတယ်3991တွေ3991ဒါဆိုရင်ကျွန်တော်တို့က6တန်ဖိုးဖြည့်လိုက်တာနဲ့ဒီတစ်ပတ်မှာထိုးရမယ်ကဏ္ဍက automatic ကွက်ရောက်ဟုတ်နော်အဲ့တော့6တန်ဖိုးကိုကျွန်တော်တို့ကဖြည့်လိုက်တာနဲ့ဒီတစ်ပတ်ထိုးရမယ်ကဏ္ဍ automatic ရတယ်အဲ့တော့ဒီတစ်ပတ်ကျွန်တော်ပြောစရာရှိပါတယ် 3D ပေါက်ရှင်တဲ့သူတိုင်းမြေသူမဆိုးလာရောက်ဆက်တယ်ပြီးတော့ကဏ္ဍလာယူလို့ရတယ်